ကဲအားလုံးပဲဒီတစ်ပတ်မှာတော့ကျွန်တော်တို့လီဗာပူးအသင်းအနေနဲ့ကတော့မန်စီးတီးအသင်းနဲ့တနင်္ဂနွေနေ့ညမှာချိန်မှန်ကစားရမယ်ပေါ့နော်ဒီပွဲမှာတော်တော်လေးလည်းကြည့်ကောင်းမယ်အနေထားပုံစံမျိုးရှိတယ်ဘာလို့လဲဆိုတော့လီဗာပူးအသင်းအနေနဲ့ကအခုကတော့အဆင့်6နေရာမှာရောက်နေတယ်ဗျာဒါပေမဲ့တမန်2မှတ်လောက်ပဲကွာတာအဲဆိုတော့အခုဟိုချန်ပီယံနောက်နှစ်ပေါ့နော်နောက်နှစ်ချန်ပီယံလိကန်နေတယ်ဆိုရင်တော့ဒီပွဲကိုတေချာပေါက်နိုင်အောင်ဒါမှမဟုတ်တေးကြအောင်တော့ကန်ရမယ်ဘာလို့လဲဆိုတော့အိမ်ဝင်းမှာလည်းဖြစ်နေတယ်အဲဆိုတော့ကျွန်တော်လည်းအတူဒီဘက်လီဗာပူးနဲ့မန်စီးတီးပွဲအတွက်ခမ်းမလိုင်းလေးတစ်ချက်သွားကြည့်အောင်ပေါ့နော်မန်စီးတီးအသင်းကတော့သိတဲ့အတိုင်းပဲဟိုကောင်းနေရဘာမှပြောစရာမလိုဘူးကျွန်တော်တို့လီဗာပူးအသင်းပဲရှေ့ရမနေနေတာဗျာအဲဆိုတော့ကိုသမားနေရာမှာတော့အလီဆင်ပဲထပ်ပြီးတော့ဖမ်းအောင်မယ်ကဲ right back ပေါ့နော် right back နေရာမှာတော့ကျွန်တော်တို့စူစလိုက်မှထားလိုက်မယ်လို့ထင်တယ်အခုက corner bradley frame ball အကုန်လုံးကနာနေတာဗျာနာနေတာဆိုတော့ဒီကအနေနဲ့ကတော့စူစလိုက်ထားလိုက်မယ်ပြီးရင်CVNIA မှာတော့ဒီတဲ့အတိုင်းပဲ corner လေးရှိမယ်ဘန်တိုင်းရှိမယ်ပေါ့နော်ဒီနှစ်ယောက်ပဲကောင်းပါပါတကယ်ဒီပွဲကြီးတွေဆိုရင်တော့သူတို့နှစ်ယောက်နဲ့တော်တော်လှုပ်ဖြစ်တယ်ပြီးတော့လည်းတစ်ဖက်ကတိုက်စစ်ဖြစ်တဲ့ဟာလန်တို့ဖိုရန်တို့ဘာလန်တို့ဆေးဘာတို့တည်တဲ့အတိုင်းပဲကွင်းလေတွေကကွင်းလေလောကကောင်းနေပေါ့နော်အခုနောက်ပိုင်းဆိုပိုကောင်းလာတာမာမော့ပေါ့နော်မာမော့နဲ့ဟာလန်မထည့်ဘူးများပါတယ်အဲဆိုတော့ဟာလန်ကိုထိန်းဖို့အတွက်ကတော့ကွန်နာတီနဲ့ဘန်တိုင်းတယောက်ဘန်တိုင်းကတော့ပို့ပြီးအဆင်ပြေလိမ့်မယ်လို့ထင်တယ်ကဲလက်ဘက်ပေါ့နော်လက်ဘက်နေရာမှာတော့ကျွန်တော်တို့အနေနဲ့ကာကက်ရှိမယ်ကာကက်ပဲခုနောက်ပိုင်းကာကက်ကတော်တော်လေးအဆင်ပြေတယ်ပေါ့နော်အဲဆိုတော့ကာကက်ဆိုတော့စာပညိုနဲ့တွေ့ရမှာတင်တယ်စာပညိုထိမ့်ဖို့ပေါ့ကဲကွင်းလေပေါ့နော်ကွင်းလေမှာကကျွန်တော်တို့ကွင်းလေမှာကျွန်တော်ကတော့ဂရာဘာဘက်ရှိမယ်ဂရာဘီရှိမယ်ပြီးရင်မာကာရှိမယ်ပေါ့နော်မာကာရဲ့ဂရာဘီရဲ့ဒီနှစ်ယောက်ကိုခုနောက်ပိုင်းပို့ပြီးငြိမ်တယ်လို့ခံစားရတယ်အဲဒါဆိုတော့ကျွန်တော်အနေနဲ့ကတော့ဒီနှစ်ယောက်ကိုပဲထပ်ပြီးတော့ပွဲထုတ်စေချင်သေးတယ်ကဲကွင်းလေမှာတော့ဒီတဲ့အတိုင်းပဲခုနောက်ပိုင်းဖလော်ရီယန်ဘက်ကတော်တော်လေးလှုပ်တယ်ခါတိုင်းလည်းပြောခဲ့သလိုပဲဟိုဒီတဲ့အတိုင်းပဲဗျာဗရမ်ယာမန်တော့နော်မနဲ့ပါဘူးအဲဆိုတော့ဖလော်ရီယန်ဘက်ပဲသွားစေချင်တယ်ဒီတော့ယောက်အနေနဲ့မန်စီးတီးရဲ့ကွင်းလေဖြစ်တဲ့ခုဘာနာနိုဆေးဘာတို့ဖိုရန်တို့ရှာဗီတို့အဲ့ဒီကောင်တွေကိုနိုင်မလားဆိုတော့မန်စီးတီးနဲ့ပွဲကြမှာစောင့်ကြည့်ရမှာပေါ့နော်ဟိုတော်တော်လေးလည်းကောင်းနေတယ်ကျွန်တော်တို့ဒီလီဗာပူးအသင်းအနေနဲ့ဘယ်လိုတွေရင်ဆိုင်ရမလဲဆိုတော့တော်တော်လေးကိုကြည့်ချင်နေပြီပေါ့ဒီတစ်ပတ်ကတော့တကယ်ပွဲကြီးပွဲကောင်းပဲကဲ right wing မှာတော့ကျွန်တော်ကတော့မိုဆာလက်ထက်ကောင်းတာတော့မရှိသေးဘူးလို့ထင်တယ်အဲဆိုတော့ဒီပွဲမှာလည်းမိုဆာလက်ပဲထပ်ပြီးတော့ပါလာလိမ့်မယ်လို့ထင်တယ်ပေါ့နော်ပြီးတော့ဘယ်လိုရှိမလဲဆိုတော့ကပ်ပိုပေါ့နော်ကပ်ပိုကကပ်ပိုပဲထည့်ရပါလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့ကပ်ပိုကတော်တော်လေးရုံးတယ်မှာပါတယ်ဗျာရုံးတယ်ပြီးရင်ဂိုးမရတယ်သူကဂိုးရလက်ပဲနော်ဂိုးလက်ကလေးနည်းနည်းပဲလိုတာကဲနောက်ဘယ်လိုရှိမလဲအေကတီကီပေါ့ဗျာကျွန်တော်ရဲ့အကြိုက်ဆုံးပဲကွင်းလေဒီဘောလုံးဆင်းယူတယ်ဒီပွဲမှာလည်းဂိုးသွင်းနိုင်အောင်မလို့တော့ထင်တယ်ပေါ့ဒါပေမဲ့လည်းအရင်လိုမျောလင့်ထားလို့မရဘူးတစ်ဘက်ကလည်းမန်စီးတီးဖြစ်နေတဲ့အတွက်ကျွန်တော်လီဗာပူးအသင်းကပြောခဲ့တဲ့အတိုင်းပဲဒီပွဲကတော်တော်လေးခက်ခဲမယ်လို့တော့ထင်တယ်ပြီးတော့လည်းအခုကျွန်တော်တို့လီဗာပူးနဲ့တောက်ချောင်းနိုင်နေတဲ့အနေအထားမှာဒီပွဲကတော့စာမွေးတစ်ခုလိုဖြစ်လိမ့်မယ်ဒီပွဲမှာဒါမန်စီးတီးကိုနိုင်ရင်တော့ကျွန်တော်တို့လီဗာပူးအသင်းအနေနဲ့လမ်းမတစ်ခုကိုပြန်ရောက်လာလိမ့်မယ်လို့ထင်တယ်မန်စီးတီးကလည်းအဆင့်တက်ကအာဆင်နယ်ကိုနောက်ကနေဖိအားပေးနေတယ်ဆိုရင်တော့ကျွန်တော်တို့ဒီလီဗာပူးနဲ့ပွဲကိုနိုင်အောင်ကန်မရမှာအဲဆိုတော့တော်တော်ကိုအကျိတ်နေရှိမဲ့ပွဲစဉ်တစ်ပွဲလို့တော့မြင်တယ်ကဲဒီနေ့မှာတော့ကျွန်တော်ရဲ့ခမ်းမလိုင်းလေးပဲဖြစ်ပါတယ်